Hello ဒီနေ့တော့ movie daily တော့ပါမယ်။ကျောင်းက sponsor ပေးထားတာပါ။ 1KKOJO နဲ့ Kings International School ကနေပြီး sponsor ပေးထားတဲ့ဒီ I want to be your lobster movie လေးတော့ကြည့်မှာဖြစ်ပါတယ်။အဲ့တော့တငယ်ချင်းတော့ခေါ်ရပေါ့နော်။တငယ်ချင်းတော့ခေါ်ရဲရောက်ပါပြီ။ Hello လှလေးစိန်အဲ့တော့ရပါတော့တော့နဲ့စပြီးတော့ကျွန်မရိုက်ပြီးပါတယ်။အဲ့တော့ဟိုမှာအခောက်ကလေးကထွက်နေတဲ့အခါမှာခေါင်းမထောင်ရိုက်ဖို့ပြောတာပေါ့နော်ခေါင်းမထောင်ရိုက်ဖို့ပြောရင်းနဲ့နှစ်ယောက်စပီးဆွဲကြတယ်ပေါ့နော်မတရားပေါ့နော်တကယ်ချင်းမတွေ့ရရင်ကြပြီဒီမှာတော့စကားတွေပြောနေရပါပေါ့နော်ရုပ်ရှင်တို့တောင်းနေပါတယ်အပြိုလေးနဲ့ဒါချောင်းအမေမေနဲ့အပြိုကြီးနဲ့ဒါအပြိုလေးနဲ့ဒါချောင်းမေမေနဲ့ဒီဖြစ်ပါတယ် Hi ခဏနေဆက်တွေ့ပါပြီ Hello ဒီနေ့ကတော့အပြိုလေးနဲ့တသားချောရဲ့မမေနဲ့ပေါ့နော်တိတ်တာဖြစ်ပါတယ်ဟဲ့ပါကြည့်ပါI want to be your lobster I want to be your lobster တော့ကြည့်မှာဖြစ်ပါတယ်သူကတော့ lobster ရှိသွားပြီပေါ့နော်အိုင်မာတော့မရှိသေးဘူးကဲတော့ကြည့်လိုက်မနော် bye bye ကဲအခုတော့ကားပါကင်ရောက်ရှိလို့တော့ပါပြီရှင်ကျမတို့ကြည့်ရပါမယ်ရင်းနှီးခွန်လေးပါတယ်ရုပ်ရှင်ကြည့်ရရင်ကြာနေပြီလေနှစ်ယောက်သားလေကဲတပုံလေးလေးပါတယ်ဗီဒီယိုလေးအပြန်လှန်ပေါ့နော်သူ့လှည့်ပါဒါလေးစိန်လှည့်ပြီးတော့ဒီမှာဦးဝဲလေးလှည့်ပါရှင်ဦးဝဲလေးရိုက်ပါတယ်ဒီမှာဦးဝဲအဲ့တော့နောက်မဟုတ်ဝင်မယ်ပေါ့အဲ့တော့ပေါက်ကမရှိဘူးနော်ရုပ်ရှင်ရှိမှမရှိတော့အခါကျတော့ City Mart ထဲပေါ့နော် City Mart လာ Marketplace လာလည်းမသိပါဘူးဝင်ပြီးတော့ဝယ်လိုက်တယ်ပေါ့နော်ဝယ်လိုက်ပြီးတော့နောက်ထပ်အဲ့နာလေးမှာလှနေရတယ်ဗျာရှိုက်တာပေါ့နော်ရုပ်ရှင်အောင်ဒီ Cinema 5ရဲ့ရှိမှာပေါ့နော်ဟုတ်ကဲ့အဲ့တော့သူ့လှည့်ပြီးတော့ကိုယ်လှည့်ပေါ့ရှင် Hall number 5ပါဒါလေးကတော့ကျွန်မပါရှင်ကျွန်မဦးဝဲပေါ့နော်ကျွန်မအထက်ဝင်တော့ပါမယ်တက်ကြည့်မယ်ပေါ့နော်Okay, I want to be your lobster ပါဒီမှာ casty ပါနော် casty ဒီမှာပါချစ်စရာလေးပါရှင် Okay ထဲဝင်ပါပြီထဲရောက်ပါပြီထဲရောက်တော့လေဟိုဘက်ကမှအကျွေးရအများကြီးပဲပေါ့နော်အဲဒါကိုယ့်ရဲ့အလုပ်ကတူတွေပေါ့နော်သူကျွေးနေသူလာကြတယ်ကိုကတော့ကိုယ့်ရဲ့တကယ်ချင်းနဲ့ပဲသွားရတာပေါ့နော်ကဲ popcorn လေးပါ popcorn ရမ်းကြိုက်ပါတယ်ရှင်စားကြပါအောင်ရှင်ခေတ္တလေးကိုသဘောကျတဲ့ဟိုပေါ့စင်းလေးပေါ့နော်စင်းလေးတွေကိုရိုက်ထားခြင်းဖြစ်ပါတယ်ဇလန်လေးကမဆိုအောင်မိုက်ပါတယ်ပြီးတော့ Lottia သစားရပေါ့ Lottia စားရဗီဒီယိုရိုက်တယ်မြင်ဝင်လေးရမ်းလှပါတယ်အမကန်တာယာ Plaza မှာရှိရကန်တာယာ shopping mall ထင်ပါတယ်ကန်တာယာ shopping mall မှာရှိရမင်္ဂလာ cinema မှာကြည့်ပြီးတော့ Lottia စားကြတယ်ကန်တော်ကြီးပတ်လန်ပြန်မောင်းပါတယ်ရမ်းမိုက်ပါတယ်လမ်းလေးကဒီနေ့ကပေးရက်ဆိုတော့လမ်းရှိနေတယ်ပေါ့နော်အဲ့တော့သူ့ကိုအခောက်မပေါ်အောင်အတင်းကိုရိုက်ခမ်းပါတယ်ဒီပြန်တဲ့လမ်းမှာပါအဲ့တော့ပြီးတော့နှစ်ယောက်သားမပြီးပါဘူးရှင်ရွှေမျိုးတော်မှာစားကြတယ်ပေါ့နော်ရွှေမျိုးတော်စားပြီးတော့မှအိမ်ပြန်ပါတယ်ဘိုင်ဘိုင်